ငွေရှင်းပြီးတာနဲ့ချက်ချင်းအချက်ပေးတန်ညီလာခဲ့လို့ကျွန်တော်တခိုးလို့ဆွဆွဲခံလိုက်ရပါတယ်သူတို့ကကျွန်တော်ကိုအဝတ်စားတွေချွတ်ပြီးစစ်ဆေးဖို့တောင်အတင်းအကျပ်စိတ်ခိုင်းခဲ့ကြတယ်ဒါပေမဲ့နောက်ဆုံးဝတ်စားကိုချွတ်လိုက်တဲ့အခါသူတို့မြင်လိုက်ရတာကကျွန်တော်တကူလုံးမှာရှိတဲ့မီးလောင်တန်ရအမာရွတ်တွေပါလုံခြုံရေးအဆောင်ကမယုံကြည်နိုင်စွာနဲ့ထပ်မံစစ်ဆေးကြည့်တော့ကျွန်တော်နှလုံးသားမှာတတုအစအနတွေရှိနေတာကိုတွေ့ရှိခဲ့ရတယ်ကျွန်တော်ဟာတစ်ချိန်ကအောင်မြင်မှုများစွာရခဲ့တဲ့မိသက်သူရဲကောင်းတူဖြစ်ပါတယ်ကျွန်တော်တသက်တာမှာအသက်ပေါင်းများစွာကိုကယ်တင်ခဲ့ပေမဲ့အငြိမ်းစားယူပြီးနောက်မှာတော့မြို့တော်ရဲ့တန်ရှင်းရေးအတွက်အမိုက်ကောက်ပြီးတိတ်ဆိတ်စွာနေထိုင်ဖို့ရွေးချယ်ခဲ့ပါတယ်အဲ့ဒီနောက်ကျွန်တော်ရဲ့မဟာတန်းကျွယ်တထေးသားကမင်္ဂလာဆောင်တော့မယ်လို့ပြောပြီးအနာဂတ်ချွေးမနဲ့တွေ့ဆုံဖို့ပြင်ဆင်ထားပါလို့ပြောလာခဲ့တယ်ကျွန်တော်အယံဝမ်းသာသွားခဲ့တဲ့အိမ်ကိုအပြေးပြန်ပြီးကျွန်တော်အကုန်ယူရဆုံးတတုတစိတ်တွေတက်ဆင်ထားတဲ့အင်ဂျီကိုထုတ်ယူခဲ့တယ်နောက်တစ်နေ့မှာချွေးမလောင်းအတွက်လက်ဆောင်ဝယ်ဖို့တားဖြစ်သူရဲ့ဂုံတိုက်ကိုတွားခဲ့ပေမဲ့မျက်စိမုံတာကြောင့်အမျိုးသမီးလစဉ်သုံးပစ္စည်းတစ်ထုပ်ကိုမှားယွင်းကောက်ယူမိခဲ့တယ်အမျိုးသမီးနှစ်ယောက်ကဒါကိုမြင်ပြီးအော်ဟစ်ကြတယ်သူတို့ကကျွန်တော်ကိုနှာဘူးလို့ဆဲဆိုကြတယ်ကျွန်တော်ကချွေးမအတွက်လက်ဆောင်ရွေးနေတာပါလို့ရှင်းပြဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့ရှင်းပြလေပိုဆိုးလေပါပဲအဲ့ဒီအမျိုးသမီးနှစ်ယောက်ထဲကတစ်ယောက်ဟာကျွန်တော်ရဲ့အနာဂတ်ချွေးမဖြစ်နေမှန်းကျွန်တော်မသိခဲ့ပါဘူးသူမကကျွန်တော်လိုရောက်ခမမျိုးရတဲ့မိမကကန်ဆိုးမှာပဲလို့လောင်ပြောင်ပြီးကျွန်တော်ကိုယွန်စရာကောင်းတဲ့အနံ့ရတယ်လို့တောင်ပြောခဲ့ပါတယ်သူမတငယ်ချင်းကလည်းဒီကုံတိုက်ကဘသူ့ကိုဝင်ခွင့်ပေးလဲဆိုတာကြည့်တင်နေဆိုပြီးသူညလိုင်းလောင်ခဲ့တယ်အစပိုင်းမှာကျွန်တော်အလေးမထားခဲ့ပေမဲ့ငွေရှင်းပြီးထွက်ဖို့လုပ်တော့အချက်ပေးတန်ရုတ်တရက်မြည်လာခဲ့တယ်ကျွန်တော်တခိုးလို့ချက်ချင်းအထင်ခံလိုက်ရတဲ့လူအုပ်ကြီးကဝိုင်းလာပြီးဒီအသက်အရွယ်ရောက်မှအရှက်မရှိဘူးလားလို့ဝိုင်းစုပူကြတယ်အမျိုးသမီးကကျွန်တော်တခုခုဝတ်ထားတာနေမှာပါလို့ပြောပြီးကျွန်တော်ကိုအဝတ်ချွတ်စစ်ဆေးဖို့အဆောင်ကိုအမိတ်ပေးခဲ့တယ်ကျွန်တော်ကရိုးသားစွာနေထိုင်လာခဲ့သူပါဒီလိုအဆက်ခွဲမှုကိုမခံနိုင်တော့လို့အင်ဂျီကိုချွတ်ပြလိုက်တယ်ကျွန်တော်အမာရွတ်တွေပေါ်လာတဲ့အခါလူတိုင်းမင်သက်သွားကြတယ်ဒါတွေအားလုံးကအသက်တွေကိုကယ်တင်ရင်းရခဲ့တဲ့အမတ်သားတွေပါကျွန်တော်အပြစ်ကင်းမှန်းတွေ့သွားပေမဲ့အမျိုးသမီးကအရှက်မရချင်တာကြောင့်ကျွန်တော်လှုပ်ဝက်နေရမှာတခုခုဖွက်ထားရမယ်လို့ပြောဆိုခဲ့တယ်သူမကတက်သေးတွေကိုအွန်လိုင်းတင်မယ်လို့တောင်ချင်းချောက်ခဲ့ပါသေးတယ်ကျွန်တော်တားဖို့ကြိုးစားပေမဲ့သူမကဆိုင်ထဲမှာတယောက်ကသူမကိုနှောက်ယှက်နေတယ်လို့ကျွန်တော်သားစီဖုံးဆက်တိုင်ခဲ့တယ်အမှန်တရားကိုမသိတဲ့ကျွန်တော်သားကဒေါသတကြီးအပြေးရောက်လာခဲ့တယ်အမျိုးသမီးကပိုလွန်လာခဲ့တယ်ကျွန်တော်သားအတွက်ဝယ်ထားတဲ့ကြက်ဥတွေကိုရိုက်ခွဲပြီးကျွန်တော်ရဲ့တတုတစိတ်ပါတဲ့အင်ဂျီကိုအတုပါလို့ပြောပြီးဆွဲဖြဲဖို့ကြိုးစားခဲ့တယ်ကျွန်တော်တောင်းပန်ပေမဲ့သူမကျွန်တော်ကိုပါရိုက်ခဲ့ပြီးမကျေနပ်နိုင်သေးပါဘူးသူမခွန်အားရှိသမျှနဲ့ကျွန်တော်အင်ဂျီကိုတက်နှင်းခဲ့တယ်ကျွန်တော်တုံရီစွာနဲ့ပြန်ကောက်ယူခဲ့တယ်ကျွန်တော်နှလုံးသားကွဲကြေသွားခဲ့ရတယ်ဒါပေမဲ့ဆိုင်ရဲ့စောင့်ကြည့်မှတ်တမ်းကိုစစ်ဆေးပြီးနောက်ကျွန်တော်ဘာမှမခိုးခဲ့ကြောင်းလူတိုင်းနောက်ဆုံးမှာအတည်ပြုနိုင်ခဲ့ကြတယ်ဒါပေမဲ့အမှန်တရားပေါ်လာတဲ့အချိန်မှာအမျိုးသမီးကထွက်ခွာသွားနေပါပြီးဆိုင်မန်နေဂျာကတောင်ကျွန်တော်ဘက်ကမပြောပေးခဲ့ပါဘူးကျွန်တော်တယောက်တည်းရင်ခွဲနာကျင်စွာကြံရစ်ခဲ့တယ်ဒါပေမဲ့ကျွန်တော်စိတ်ကိုတင်းပြီးစိတ်ဆက်ပွဲကျင်းပမဲ့ဟိုတယ်ကိုသွားခဲ့တယ်ကားတကားပွင့်လာတဲ့အခါအမျိုးသမီးကနေရာမှာတင်မှင်သက်သွားခဲ့တယ်သူမမိဘတွေကမသိဘဲနဲ့ကျွန်တော်ကိုရောက်ခမအဖြစ်နှုတ်ဆက်ဖို့သူမကိုတိုက်တွန်းခဲ့ကြတယ်သူမကကျွန်တော်ကိုကုံတိုက်ကနှာဘူးပါလို့အမြန်အော်ပြောခဲ့တယ်လူတိုင်းကကျွန်တော်ကိုစတင်လောင်ပြောင်ကြတယ်အငှားရင်စည်းလာတဲ့သူကတထေးကြီးရဲ့အဖေမဖြစ်နိုင်ဘူးလို့ပြောကြတယ်ကျွန်တော်ကစစ်ဆက်ပွဲကိုလာတာပါလို့ထက်ခါတလဲလဲရှင်းပြပေမဲ့သူတို့ကစက်တိုက်စော်ကားနေကြပြီးကျွန်တော်ဝစ်စားကိုကြည့်ပြီးအမိုက်ကောက်သမားနဲ့တူတယ်လို့တောင်ဝေဖန်ခဲ့ကြတယ်ဒီအချိန်မှာကျွန်တော်သားကသူ့ချစ်သူကကျွန်တော်ကိုလက်ခံပြီးပြီလို့ထင်နေခဲ့တာကျွန်တော်အဆက်ခွဲခံနေရမှန်းမသိခဲ့ပါဘူးအမျိုးသမီးကကျွန်တော်သားကိုလက်ထပ်မယ်လို့ပြောတာကြတော့ကျွန်တော်သိမခံနိုင်တော့ပါဘူးကျွန်တော်ဟာတထေးကြီးရဲ့အဖေဖြစ်ကြောင်းချက်ချင်းကြေညာလိုက်တယ်အဲ့ဒါကပို့ပြီးရေမောစရာပဲဖြစ်စေခဲ့တယ်အမျိုးသမီးကကျွန်တော်ကိုရိုက်ဖို့တောင်ကြိုးစားခဲ့တယ်ကျွန်တော်သူမကိုတတိပေးလိုက်တယ်သူမသားကျွန်တော်ကိုထီရဲရင်ကျွန်တော်သားနဲ့ဘယ်တော့မှပေးမစားဘူးလို့ပေါ့သူမမတွန့်ဆုတ်ခဲ့ပါဘူးတထေးကြီးရဲ့အဖေကအဝတ်စားဟောင်းတွေဘယ်တော့မှဝတ်မှာမဟုတ်ဘူးလို့သူမထင်ခဲ့တာပါဒါကြောင့်ကျွန်တော်ရှင်းပြလိုက်တယ်ဒီတစိတ်တွေက